Hello မင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မင်းစောဖြစ်ပါတယ်လက်ရှိမလေးရှားမှာနေပါတယ်အခုလက်ရှိကျွန်တော်ကိုဒီရဲ့YouTuber 101 class မှာပညာရေးကိုဒီရဲ့ပညာလေ့လာသင်ယူနေတယ်ပေါ့ဗျာနော်အဲဒီ YouTube channel ကျွန်တော်ရဲ့ YouTube channel လေးမှာဆိုရင်တော့ကျွန်တော်ကစိတ်ကူးတာကျွန်တော်ခီးသွားဘလော့လေးတွေကျွန်တော်ရိုက်မယ်ခီးသွားဘလော့လေးတွေကျွန်တော်ရိုက်မယ်ပြီးလို့ရှိရင်ဘောလုံးနဲ့ပတ်သက်တဲ့Manchester United ကျွန်တော်ဘောလုံး fan Manchester United fan ဆိုတော့ဘောလုံးနဲ့ Man United နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကျွန်တော်တင်မယ်ပြီးလို့ရှိရင်ဟာတာလေးတွေကျွန်တော်တင်မှာပေါ့ဗျာကျွန်တော်နဲ့ချက်ချင်းတူတဲ့ညီကိုတွေကိုကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုပါတယ်เนาะတကယ်ချင်းတွေရဲ့အကူအညီလေးတွေလည်းလိုအပ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်က YouTube ဘက်မှာတိတ်ပြီးတော့နားမလည်တာလေးတွေများတယ်ပေါ့ဗျာအဲဒါကြောင့်လိုအပ်တယ်လေးရှိရင်လည်းဝိုင်းဝန်းကူညီပေးကြပါလို့ဒီကနေတော့ကူညီတောင်းခံပါတယ်နော်အားလုံးပဲYouTube channel လေးမှာပြန်တွေ့ကြမယ်နော် Bye bye